အားလုံးပဲမင်္ဂလာပါမယ်နယူး channel ကနေအားလုံးကြိုဆိုပါတယ်ဆိုတော့ Manchester United နဲ့ပြမိုက်ကယ်ကာရဲကမနေ့ကဆိုရင်လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်အတွက် press conference သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်အဲ့ဒီအထင်းမှာကစားသမားတွေ injury ပြဿနာအသင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတော်တော်များသူပြောထားမှုရှိပါတယ်ဆိုတော့အဲ့ဒီအထင်းကမှတချို့တော့အကြောင်းအရာတွေကိုကျွန်တော်ကောက်တော့ပြီးတော့ဆွေးနွေးတော့ပါမယ်ဘလို့အချက်တွေပါဝင်မှုရှိမလဲဒီကစားသမားတွေကထဲမဲ့ပြီးတော့ injury ပြဿနာကြုံမလဲဆိုတာကျွန်တော်ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစားသမားတွေအားလုံးပဲမင်္ဂလာပါပထမဆုံးကျွန်တော်တို့ကစားသမားတွေ injury ပြဿနာနဲ့ပတ်သက်ပြီးတော့နေပြမိုက်ကယ်ကာရဲကလက်ရှိမှာပေါ့ဗျာကစားသမားတွေတန်ရအခြေအနေကအသစ်ထဲမဲ့ပြီးတော့မရှိသေးဘူးနောက်ခဲ့လူဒီလေးအနေနဲ့ကတန်ရပြဿနာကျွန်တော်ကြုံထားရတယ်အာဖဂန်ဖလားပြန်ပွဲကနေပြန်လာတဲ့မာဇာဝေအနေနဲ့ကလည်းအသင်းမှာရောက်ရှိပြီးတော့လီချီကန်ကျွန်တော်ဆေးမှုတွေရှိတယ်ဒါပေမဲ့လို့လာမယ့်အာဆင်နယ်နဲ့ပွဲစီမှာပါဝင်ဖို့ကျွန်တော်ကြေးရမှာဆိုပြီးတော့ပြောထားတယ်ဂျူဂျူအာဇက်စကီရဲ့တန်ရအခြေအနေနဲ့ပတ်သက်ပြီးတော့ကလည်းဒီကနေ့မန်ချက်စတာဒါဘီမှာတန်ရပြဿနာကြောင့်မပါဝင်ခဲ့ဘူးဒီနေ့ပွဲကိုလည်းသူ့အနေနဲ့စောင့်ကြည့်ရမှာဖြစ်တယ်ဆိုပြီးတော့ပြောထားပါတယ်ဒါတော့ကျွန်တော်မာဇရာဝေရဲ့အခြေအနေပြီးလို့ချင်းဒီလေးဂျူဂျူအာဇက်စကီရဲ့ injury ပြဿနာပေါ့အသင်းမှာနောက်ထပ်တန်ရအသင်းရလာတဲ့ကစားသမားမရှိသေးဘူးလက်ရှိအချိန်မှာလည်းပဲဒီလေးအနေနဲ့ပွဲထုတ်ပါဝင်မှုကိုကြည့်ရမှာပေါ့ဆိုတော့ကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့မိုက်ကယ်ကာရဲကသူပြောထားမှုတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်မိုက်ကယ်ကာရဲကပါဗျာသူရဲ့ပြည်လေတက်တာလာမှုကအစားပိုင်းမှာကတော့မျောလင်းထားတဲ့နင်းနေပိုနှင်းနေတယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ပြင်ကစားနိုင်ဖို့အတွက်ကတော့နှိမ့်ဆက်မှုတွေရှိလာပြီပေါ့အချင်းအတီးကြတော့ကျွန်တော်ပြောလို့မရပါမယ်လို့နောက်ထပ်တစ်ပတ်နှစ်ပတ်အတွင်းမှာသူပြင်ကစားနိုင်ဖို့အတွက်မျောလင်းရပါတယ်ပြင်ပါလာမယ့်အနေအထားတစ်ခုကပေါ့ဗျာကျွန်တော်တို့အတွက်ကောင်းမွေတဲ့အချက်ပါဆိုပြီးတော့မတိရဲ့ဒီလေးနဲ့ပတ်သက်ပြီးတော့ပြောထားမှုရှိပါတယ်ကျွန်တော်တို့ကဒီလေးရဲ့အခြေအနေကိုအခုတက်ထိနားမလည်နိုင်ဘူးပီဂရီခရစ်စတီပေးလေးနဲ့ပွဲစဉ်မှာအနိုင်ရခဲ့တယ်အဲ့ဒီပွဲစဉ်ကလေးကနေဒီလေးကအင်ဂျူပြဿနာကြုံသွားခဲ့တာအခုတက်ထိကစားသမားဖြစ်သူတရကဘယ်လောက်ထိပြည့်တယ်မှုရှိလဲဘယ်လောက်ထိကျွန်တော်တို့ဖြစ်သွားလဲအခုကျွန်တော်တို့မိုက်ကယ်ကာရဲအနေနဲ့ကစားသမားဖြစ်သူတရအခြေအနေနဲ့ပတ်သက်ပြီးတော့တိတိကျကျပြောဆိုမှုမရှိသေးဘူးကစားသမားဖြစ်သူကထင်ထားတဲ့ပို့ပြီးတော့ကြမ်းကြလိမ့်မယ်သူရဲ့တရအခြေအနေကကုသမှုရှိနေတယ်ပေါ့တက်တာမှုမရှိသေးဘူးနှစ်ပတ်ကနေသုံးပဲသည်နားရမယ်ဆိုတော့လက်ချီပရီးမီးယားလည်းပြန်ပွဲကလည်းပြီးဆုံးဖို့နီးကဲလာပြီအခုတည်းကစားသမားဖြစ်သူကတပွဲပါနိုးတပွဲပါနိုးပါဝင်မလာသေးဘူးဒါကကျွန်တော်တို့အသင်းအတွက်အင်မတန်နောက်တဲမှာအခြေအနေမကောင်းဘူးလို့ကျွန်တော်ပြောချင်တယ်အခုမာဇာရာဝီကလည်းဒီနေ့ပွဲစဉ်ကိုပါဝင်ဖို့မတည်ကြသေးဘူးဆိုတော့နောက်တဲ့ဆက်တဲ့ဘက်မှာကျွန်တော်ပွဲကြိုသုံးသက်ချက်မှာပြောသလိုပါပဲလူရှော့ရဲ့လီဆန်ဒိုမာတင်နဲ့မကွိုင်ယာနဲ့ဒီကိုဓာတ်လို့ပဲကျွန်တော်ပါဝင်လာဖို့ရှိတယ်ဒါလို့ကလည်းအဲ့ဒီညာနောက်ခက်မှာလုံးဝစိတ်ချမရတဲ့ကစားသမားတွေထဲမှာပါတယ်သို့တော့ဒါလို့ကိုကြော်ပြီးတော့အန်နီဟဲဘန်ကပါဝင်ဖို့အရှင်နေပါမှုရှိတယ်လူငယ်ကစားသမားတွေဆိုရင်လည်းအဓိကစီနီယာကစားသမားတွေကအော်တိုရှိနေပြီဖြစ်တဲ့အတွက်ဒီကစားသမားလေးတွေကအသင်းနဲ့တူပါဝင်ဖို့ရှိမှာမဟုတ်ပေါ့ဆိုတော့ကျွန်တော်အဓိကပြောရင်တာကဒီလေးရဲ့တရားအခြေအနေပေါ့ဒီကစားသမားဖြစ်သူကိုကျွန်တော်ဘလောက်အတိုက်တာဒီထက်မဲ့ပြီးတော့ကျန်းကြနေဦးမလဲဘလောက်တိုက်တာဒီအနာပေးအောင်မလဲကျွန်တော်ကဒီရာသီချန်ပီယံလဲဥရောပလဲဝင်ဖို့အတွက်အားခင်းနေတာပြိုင်ဖက်အသင်းတွေကလည်းကစားသမားတွေကျွန်တော်စုံစုံလင်လင်ရှိတယ်နောက်ပြီးတော့သူတို့မှဆိုရင်အရန်မှာလဲကျွန်တော်တို့ယူနေတဲ့အသေးတဲ့ဆိုင်အများကြီးအသုံးပြုလို့ရတဲ့ကစားသမားတွေပလေယာတွေများတဲ့အတွက်ကျွန်တော်အသင်းတစ်ဘက်ကိုတပွဲနုကစားတဲ့အနေအထားတစ်ခုမှာအင်ဂျူရီကတောက်လျှောက်ကိုဖြစ်နေတာဒီလေးအနေနဲ့ကလည်းနှစ်ဘက်ကနေ၃ပဲထိကြာလိမ့်မယ်ဒါတော့လက်ရှိမှာသူ့ရဲ့တန်ရကတက်တာမှုမရှိဘူးဆိုတော့ဘလို့ရင်ကျွန်တော်ဆက်သွားမလဲဒီလေးကအာဆင်နယ်နဲ့ပွဲစဉ်ကိုလွှဲမယ်ပြီးလို့ရှိရင်နောက်ထပ်လာမယ့်ပွဲစဉ်နှစ်ပွဲသုံးပွဲကိုပါလွှဲမယ့်အနေထားကျွန်တော်တွေ့ရတယ်ဆိုတော့ကိုယ်အသင်းတွေဒါကမကောင်းတဲ့တတိလို့ကျွန်တော်ပြောရှိပါတယ်တော်လည်းပဲအသင်းရဲ့လက်ရှိတန်ရပြဿနာကထက်မဲ့ပြီးတော့ကြုံထားမှုမရှိသေးဘူးဆိုတော့လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်ကိုပြီးခဲ့တဲ့မန်စီးတီးနဲ့ကစားခဲ့တဲ့လူစီအတိုင်းပွဲထုတ်လာမယ်လို့ကျွန်တော်မြင်ပါတယ်စာသမားတို့နောက်တဲ့ကျွန်တော်အသင်းနဲ့ပတ်သက်ပြီးတော့မိုက်ကယ်ကာရဲကစားသမားတွေရဲ့အချင်းနဲ့ပတ်သက်ပြီးတော့ကစားသမားတွေကိုသူချီးကျူးမှုတွေပြုထားခဲ့တယ်သူသဖြင့်ပြီးခဲ့တဲ့မန်စီးတီးနဲ့ပွဲစဉ်မှာအရင်ခုမှထိုင်ခိုင်းခဲ့တယ်မက်တီရဲ့ကိုညာရဲ့စိတ်ဓာတ်ကိုသူသဘောကျတယ်ပေါ့သူ့အနေနဲ့တကယ်ကိုလည်းဒီကစားသမားဖြစ်သူကို respect ရှိတယ်ဆိုပြီးတော့သူပြောထားတယ်ကာရဲကဘာပြောထားသလဲဆိုရင်ဒါတကယ်ကိုအရေးကြီးပါတယ်ပေါ့ပွဲထုတ်ခွင့်မရတဲ့ကစားသမားတိုင်းကစိတ်ပြင်းမိမှာကတော့အမှန်ပါပဲဒါပေမဲ့လူစားဝင်လာတဲ့အချိန်မှာပွဲပေါ်တည်ရမှုချင်းအောင်လုံနိုင်တာရဲ့
ပွေးတွေမှာကိုယ်တိုင်ပါဝင်နေတယ်လို့ခံစားရတာကအဓိကပါပဲကိုညာကတော့လူဆောင်ဝင်လာတဲ့အချိန်မှာတီးတီးသက်သာဆွဲဆောင်ပြနိုင်ခဲ့ပါတယ်ကိုဖန်တီးပေးနိုင်တာကတော့အတိအဆုံးပေါ့သူကစားတော့တဲ့ပုံစံကိုလည်းကျွန်တော်တို့တကယ်ကိုသဘောကျမိပါတယ်ဒါနောက်ပိုင်းပွေးတွေအတွက်လူတိုင်းအတူယူအားကြရမယ့်အချက်ဖြစ်ပြီးတော့အသင်းကိုအဝေးကြီးရအောင်ကျွန်တော်ပို့ဆောင်နိုင်မယ့်အရာလေးဖြစ်ပါတယ်ကျွန်တော်တနင်္ဂနွေနေ့မှာကစားမယ့်အာဆင်နယ်ပွဲစီမှာဆိုရင်အဲ့ဒီကစားသမားတွေကပဲမန်ချက်စတာယူနိုက်တက်အသင်းအတွက်အဓိကလှုပ်ဆောင်ပေးနိုင်မယ့်ပလေယာတွေဖြစ်ကြောင်းမတည့်ရခွန်ညာနဲ့ပတ်သက်ပြီးတော့ထက်လောင်းပြောဆိုထားမှုရှိခဲ့ပါတယ်ဆိုတော့ဒီနေ့ပွဲစီမှာပေါ့ဗျာမတည့်ရခွန်ညာကိုကားတဲ့အနေနဲ့ပွေးထုတ်ခွင့်ပေးလာပါမလားဘာကြောင့်လဲဆိုရင်တစ်ဖက်ပြိုင်ဖက်က pressing ကောင်းတာရဲ့ကောင်တာအထက်တွေတော်တာရဲ့နောက်တစ်ချက်ကြည့်တာကသူတို့ဂိုးရတဲ့အပိုင်းကိုကြည့်ရလို့ချင်းထောက်ကန်ဘော်တို့ဒီပြစ်တန်ဘော်တို့ကနေတော်တော်များများရရှိပါတယ်အဲ့ဒါကိုကျွန်တော်ခုခဲနိုင်ဖို့တူးချင်းဘောက်တူဘောက်ကစားတဲ့နေတာတခုမှဖြတ်ထုတ်အားတူးချင်းတိုးဝင်ပြီးတော့အတိုးလှုပ်တွေနဲ့ဥတိုးတိကစားသမားတွေကိုအလုံးချုံအောင်ကိုသိအေရီယာခန်စီကိုရောက်လာပြီဆိုရင်တားဆီးနိုင်ပဲကစားသမားတန်ပြန်တော်တဲ့နေရာမှာဆိုရင်မြေနှုံးမြေးတဲ့ကစားသမားတွေကိုမကေကာတွေကအသုံးပြုလာဖို့အနေအထားတခုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ပဲချစ်ပွဲစီမှာအထောင်နေရာမှာကစားခဲ့တဲ့ Brian Mbeumo ကိုအသုံးပြုလာဖို့လုံးဝရှိနေပါတယ်နံပါတ်10တို့တွေကိုကြည့်ရလို့ချင်း Patrick တို့ကိုမြန်နှုံးမြင့်နေပြီးတော့ Bruno Fernandes တကယ်ကိုကျွန်တော်ဖန်တီးနိုင်စေရှိတယ်ညာဘက်အဆွဲမှာဆိုရင် Ahmed Diallo ကျွန်တော် Ahmed Diallo နဲ့တူကြီးဆွေးယူလာပြီးတော့ကစားသမားတွေကိုအလင်ခောက်တင်နေကျွန်တော်အသေးရဲ့အထောင်ကစားသမားတွေတိုက်စီဘန်ကကစားသမားတွေကိုဖန်တီးပေးနိုင်စေရှိတဲ့အတွက်မတည့်ရကိုညာကိုဒီနေ့ပွဲစီလေအရင်မှာပဲထားဖို့သဘောကြီးတယ်ကာရဲကဒီကစားသမားဖြစ်သူကိုတကယ်ကိုဒီသဘောကျတယ်ပေါ့သူ့အနေနဲ့ဒုတိယပိုင်းလူစားဝင်လာတဲ့အနေအထားတစ်ခုမှာသူကစားပုံကကောင်းမတဲ့အနေအထားတစ်ခုရှိတယ်အသင်းအတွက်ပထမပိုင်းဖြစ်ဖြစ်ဒုတိယပိုင်းဖြစ်ဖြစ်အရင်မှာဖြစ်ဖြစ်အဓိကကစားသမားအနေနဲ့ပွေးထောက်လာပြီးဖြစ်ဖြစ်အကောင်းဆုံးလုံးနိုင်ဖို့သူကရွေညံ့တာပေါ့ဆိုတော့လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းမှာခေါ်ယူထားတဲ့ကစားသမားတွေဆိုရင်မတည့်ရကိုညာတို့ Brian Mbeumo တို့ပရမလာဘယ်ဂျမိုဆိုစကိုတို့အဲ့ဒီအထဲမှာ Brian Mbeumo ကတော့တောက်လျှောက်ကိုအသင်းနဲ့ကောင်းမွေတဲ့အနေအထားတခုကျွန်တော်တွေ့နေရပါတယ်ကျွန်တော်အသင်းက Brian Mbeumo ကိုခေါ်လိုက်တာကတကယ်ကိုဒီမှန်ကန်တဲ့အပြောင်းအလဲတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့စာသမားတို့ဒါက Manchester United နေပြမိုက်ကယ်ကာရဲကမနေ့က press conference သတင်းစာရှင်းလင်းပွဲကစားသမားတွေအင်ဂျူပြဿနာတရားအခြေအနေပြီးလို့ကြည့်မတည့်ကိုညာတော့အာဆင်နယ်နဲ့ကစားမင်းအနေထားတစ်ခုသူပြောဆိုထားမှုရှိတဲ့ပုံစံတွေပေါ့မနေ့ပြန်မှာဆိုရင်ကိုရီအသင်းကတော့ပြိုင်ဖက်အသင်းဖြစ်တဲ့အာဆင်နယ်ရဲ့အမ်မရင်ကွင်းမှာပရီးမီးယားလိပွဲစဉ်23ကိုတော်ရောက်ကစားမှာဖြစ်ပါတယ်မိုက်ကယ်ကာရဲပြောတဲ့အထက်မှာဘသူတွေကိုကျွန်တော်ပွေးထုတ်အသုံးပြုလာဖို့ရှိမလဲဆိုတာကိုတော့တိတိကျကျမပြောခဲ့ဘူးဒါပေမဲ့လို့မက်ဆီနဲ့ပွဲစီမှာကစားသမားဖြစ်သူတွေကအကုန်လုံးကောင်းနေကြတယ်လဲလဲဆက်ဆက်နဲ့ကျွန်တော်ရှိခဲ့ကြတယ်အဲ့ဒီကစားသမားတွေကtraining တွေဆင်းပြီးတော့ ready ဖြစ်နေတယ်ပေါ့ပြီးလို့ချင်းကျွန်တော်ဒီလေးဆိုရင်လည်းတယ်ပြဿနာကနေပြန်မလာနိုင်သေးဘူးကြင်ကြနေလိမ့်မယ်မာဇာဝီဆိုရင်လည်းဒီနေ့ပွဲစဉ်ကိုကျွန်တော်မသိရသေးဘူးပေါ့အကုန်လုံးကိုကျွန်တော်ခြုံကြရလို့ချင်းမိုက်ကယ်ကားတဲ့အနေနဲ့မနေ့ဖြန်ကစားမယ့်ပွဲစီမှာမက်ဆီနဲ့ပွဲမှာအသုံးပြုခဲ့တဲ့လူစင်းကိုဖြစ်သိအသုံးပြုလာမယ်လို့ကျွန်တော်ခံမဲမိပါတယ်အထောင်မှာဆိုရင် Brian Mbeumo နေဗတယ်တို့3ယောက်မှာဆိုရင် Patrick တို့ကို Bruno Fernandes Ahmed Diallo ကွင်းလင်အထိုင်နေရောက်မှာဆိုရင်ကိုဘီမန်နူနဲ့ Casemiro နောက်တဲ4ယောက်မှာဆိုရင်လူရှော့ရယ်လီဆန်ဒိုမာတီနဲ့ဟယ်ရီမကွိုင်းယာပြီးလို့ချင်းဒီကိုဒါလောကိုသမနေမှာဆန်နီလဲမယ်ပေါ့ကျန်တဲ့မာဇာဝီတို့ဆိုရင်လည်းအရင်မှာပဲကျွန်တော်ပါဝင်လာဖို့ရှိတယ်နောက်ပြီးတော့ဒီလေးဆိုရင်လည်းနောက်ထပ်နှစ်ဘက်ကနေ3ဘက်ဒီအနာပေးထားဖို့ရှိတယ်ဂျိုဆွာဇီဇီကီအနေနဲ့ကလည်းမက်ဆီနဲ့ပွဲစီမှာလည်းအင်ဂျူရီပြဿနာကြောင့်ရွေးချော်ခဲ့တယ်ဒီနေ့ပွဲစဉ်ကိုလည်းတကယ်လို့ပါဝင်လာခဲ့လို့ချင်းအရင်နေရာကပဲပါဝင်လာမယ်လို့ကျွန်တော်ယူဆတယ်ဘယ်ဂျမိုဆိုစကိုကိုလည်းမက်ကယ်ကာရဲကခောက်ထားပြီးတော့ Brian Mbeumo ကိုအဓိကအနေနဲ့အသုံးပြုလာဖို့ရှိတာပေါ့ဗျာဒီကတော့အနေနဲ့ press conference သတင်းစာရှင်းလင်းပွဲမှာမိုက်ကယ်ကာရဲပြောထားမှုရှိတဲ့အနေထားအနေနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိလဲဘလို့ကျွန်တော်တွေးထားလဲနောက်ပြီးတော့အာဆင်နယ်အသင်းကိုကိုတွေကအိမ်ကွင်းမှာဆိုလေဝမ်စီနဲ့ပွဲဥထဲမှာရှုံးခဲ့တယ်အခုမိုက်ကယ်ကာရဲလက်ထက်မှာကစားပုံတွေအဓိကအပြင်ကစားသမားတွေတူကြီးဆွဲဆောင်ရည်ပွဲထုတ်တဲ့ကစားသမားတွေကိုကျွန်တော်အသုံးပြုတာတွေ့ရပါတယ်ဒီကွင်းလင်မှာဆိုရင်လေကိုဝီမိုင်တို့ပြန်ပြီးတော့နေရာရလာတယ်တိုက်စစ်ဘိုင်းမှာဆိုရင်လေအလေပြောင်းတွေနဲ့မိုက်ကယ်ကာရဲကအသုံးပြုထားတဲ့အတွက်မက်ဆီနဲ့ပွဲစီမှာရလဲကောင်းခဲ့တယ်
တပွေးလုံးလုံးကိုတင်ကအဆင်ပြေခဲ့တယ်တိုးတော့အာဆင်နယ်အသင်းကတော့မက်ဆီတီလိုတော့မဟုတ်ဘူးနောက်တန်းမှာဆိုရင်လည်းသူတို့ကခံစစ်မှာတကယ့်ကိုလုံလောက်မှုရှိတယ်ကွင်းလီမှာဆိုရင်လည်း United အသင်းကိုတံပြန်နေတဲ့ထိုးပေါင်းနေတဲ့ရှိတဲ့ပလေယာရှိပြီးတော့တိုက်စစ်ဘိုင်းမှာဆိုရင်လည်းတကယ်ကိုဒီမြန်နှုံးမြင့်တဲ့ကစားသမားတွေကိုတင်တေချာစေတဲ့ပီတာဂယူကရက်တို့လိုကစားသမားတွေရှိတဲ့အတွက်အာဆင်နယ်အသင်းအင်ကွင်းမှာတော့မန်ချက်စတာယူနိုက်တက်အသင်းကရုံးကန်ပွင့်ရှိနေတယ်တိုးတော်လည်းကျွန်တော်မနေ့ကဖွေးချသုံးသက်ချက်မှာပြောသလိုပါပဲနေရင်ထိုင်နဲ့အာဆင်နယ်ပွဲစီမှာ United အသင်းက2-1ဖြစ်ဖြစ်2-0ဖြစ်ဖြစ်3-1ဖြစ်ဖြစ်1-0ဖြစ်ဖြစ်နိုင်ဖို့ဘက်ကိုကျွန်တော်ဒီလိုမျိုးမြင်မိပါတယ်ဆိုတော့ညီကတော့ဆွေးနွေးပေးကြပါအောင်အဲ့ဒီပွဲစဉ်ပြီးလို့ချင်းလဲကျွန်တော်တို့ပွဲပြီးသုံးသက်ချက်ကိုလည်းတင်ဆက်ပေးဖို့ရှိပါတယ်မနေ့ကပွဲကြိုသုံးသက်ချက်ကိုလည်းကျွန်တော်တင်ပေးထားပါတယ်ညီကိုတို့မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ main YouTube channel လေးမှာဝင်ရောက်ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်လည်း Manchester United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်လည်းစူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုတူတယောက်ရှိတဲ့ကိုသူပဲကျွန်တော်လေးစားပါတယ်အားလုံးပဲ okay ပါကျေးဇူးအများကြီးတင်ပါတယ်